ဒီနေ့လည်းထပ်စားမယ်ပေါ့နော်ဒီနေ့ကဒီမှာစက်သားသုံးအကြီးကြီးပဲကြော်ထားတာအဲ့ဒါရင်အောင်စက်သားရင်အောင်အဲ့ဒါအိမ်ကျက်နော်အိမ်ကျက်ဒီမှာကျက်ပေါင်တယ်စစ်တောင်းမယ်စားပြီးဒီမှာဆက်လိုက်ရက်ဒီနေ့တော့ဒီမှာငရုတ်ဒီထောင်းကလေဒီမှာမမြင်ရပါဒီမှာငရုတ်ဒီထောင်းအဲ့ဒါဘယ်နှလုံးလဲဆို85လုံးပဲဒီနေ့ကချက်ထောင်းထည့်ထားတာစားပြီးထဲမယ်နေမယ်မုံငင်းပြုတ်ဒီမှာစက်သားပြုတ်ပြီးတော့မှဆိုင်းချုံမို့ဂျင်းထည့်ပြီးတော့တရုတ်နယ်နယ်လေးထည့်ပြီးတော့မှဟိုလှုပ်ထားတာပြုတ်ပြီးတော့ပြန်ကြော်ထားတာအဲ့မှာပြုတ်ပြီးသားရေနဲ့happy happy 好了，这当吧，这饱了，好真的，看到没有？တလောက်စားဖို့သူ့ကျေးဇူးတဲ့ဟုတ်တယ်မလားဒီမှာ85လုံးနဲ့ထောင်းတက်ထားတာငရုတ်ဒီစိမ်းဟောအိမ်ချက်ကိုယ်တိုင်မွေးထားတဲ့အိမ်ချက်အဲ့ဒါရိုက်တက်ပြီးတော့ကင်ပြီးတော့85လုံးထောင်းထည့်ထားတယ်မဟုတ်ဒီတောင်းနည်းနည်းပင်ပါမယ်ခရင်စင်တင်ပါမယ်ပြီးတော့ဒီပဲဆန်ပြီးတော့ငရုတ်ဒီစန်85လုံးပဲဒီတော့ကဘယ်လိုလဲဘာမှမဟုတ်ပဲမဲ့လည်းအဲ့လိုလက်နဲ့နေပြီးစားရတာအရသာရှိဒီအောင်ထုံရမှာအကျူရတော့ဆယ်ပဲမနဲ့စားနေဒီကတော့ကပ်ရှင်ဘာမှမရေးတော့တခါလဲဒီမှာပြောလိုက်မယ်ကျွန်တော်လည်းရစားဘူးတဲ့သူတွေကအကုန်သိတယ်ငါရုပ်ဒီဘယ်လောက်စားတယ်စားနိုင်တဲ့အချိန်စားသားမယ်ဆိုပြီးတော့လေပြီးတော့စားကောင်းတဲ့အချိန်မှာစားသားမယ်ဆိုပြီးတော့အများကြီးအဲ့လိုချက်စားနေတာသိတယ်ကျွန်တော်ရဲ့လက်ရောက်စားဘူးတဲ့သူတွေကတော့
အကုန်သိတယ်မယုံမရှိဒီနေ့ဝတ်သားမဟုတ်ဘူးချက်သားဒီမှာချက်ပေါင်းဒီလိုစားပြီးတော့ညကြိုက်ပြန်ကြည့်ပြီးတဲ့အခါကျတော့တည်ကြပြီးတော့ဘိုက်စားလို့ဒါပေမဲ့မစားတော့ဘူးလေဆိုပြီးတော့မှမစားတာပေါ့